ခုပြောပြချင်တာကတော့ Tower of Silence ဆိုတဲ့အကြောင်းပေါ့နော်ဒီ Tower ကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလုပ်တယ်ဆိုတာလေးကို sharing လုပ်ပေးချင်တာဖြစ်ပါတယ်ဒီ Tower ကိုအသုံးပြုတဲ့ဘာသာဝင်တွေကတော့ Zoroastrian လို့ခေါ်တဲ့ဘာသာဝင်တွေအသုံးပြုတာဖြစ်ပါတယ်သူတို့ကတော့အိန္ဒိယနိုင်ငံနဲ့အီရန်နိုင်ငံတွေမှာအသုံးများတယ်လို့လည်းသိရတယ်ပုံမှန်အဖြစ်ကျွန်တော်တို့ကဒီလူတစ်ယောက်ဆုံးသွားတယ်ဆိုရင်မီးနဲ့တကြိုတယ်ပြီးဆိုရင်ညီမြုပ်တယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းရေထဲမျောတယ်ဆိုတော့ဒီအချက်၃ချက်ကိုအလုပ်လုပ်တယ်ပေါ့သူတို့ကကြတော့ဒီလိုမျိုးအလုပ်လုပ်တဲ့အချက်တွေကိုအသုံးမပြုဘူးဘာကြောင့်လဲဆိုတော့တဘာဝတရားကြီးကိုညဉ့်ညမ်းမှုဖြစ်စေတယ်ဆိုပြီးယုံကြည်ထားလို့ပေါ့နော်အဲ့တော့သူတို့ကဒီ Tower of Silence ဆိုတဲ့ဒီကြောက်ခဲတွေနဲ့အဆောက်အုံကြီးမှာပဲဒီအလောင်းကောင်တွေကိုထားပြီးတော့ဒီလက်ရာတို့ဒါမှမဟုတ်အခြားသောတိရစ္ဆာန်တွေကိုစားဖို့အတွက်ပဲထားတာပေါ့အလောင်းတချို့တာပေါ့နော်အဲ့တော့ဒီ Tower of Silence ဆိုတာကဘာလဲဆိုရင်သူကလူတီကောင်တွေထားတဲ့နေရာပေါ့ဒီ Tower of Silence ရဲ့ဖွဲ့စည်းပုံကိုပြောပြမယ်သူစောက်ပြီးဆိုရင်သူ့ရဲ့အဆောက်အဦကတောင်ကုန်းပေါ်ဒါမှမဟုတ်တောင်ပူဇာပေါ်မှာစောက်တာပြီးပြီဆိုရင်လုံးဝလုံးနေတဲ့ကြောက်တုံးနေနဲ့ဖွဲ့စည်းပြီးတော့လုံးဝအမိုးကမပါဘဲနဲ့အလွာ၃လွာနဲ့ပိုင်းခြားပြီးတော့ခွဲထားတာပေါ့အဲ့တော့အပြင်ဘက်လွာကတော့အမျိုးသားတွေထားတယ်အလဲလွာမှာမျိုးသမီးတွေထားတယ်တွင်းပိုင်းလွာမှာဆိုရင်တော့ကလေးတွေထားတယ်ပေါ့ဒီရဲ့ရုပ်လောင်းတွေကိုဘာကြောင့်မလို့အမိုးမပါဘဲနဲ့ထားတာလဲဆိုတော့ဒီလက်ရတွေပေါ့နော်လောင်းတွေကိုလာစားဖို့အတွက်ပြီးဆိုအခြားသောတရားဝါတွေလာစားတဲ့အခါမှာလွယ်လွယ်ကူကူစားလို့ရအောင်လို့ဆိုတဲ့သဘောမျိုးနဲ့ဒီအမိုးမပါဘဲနဲ့စောက်ထားတာပေါ့နော်ပြီးပြီဆိုရင်ဒီလောင်းကောင်တွေကဒီတရားဝါတွေစားလို့မို့အယိုးအယွင်းမဲ့ကြံတဲ့အခါမျိုးတွေဆိုရင်တွင်းအနက်ကြီးတစ်ခုဖန်တီးထားတာရှိတယ်အဲ့တွင်းအနက်ကြီးတွေကိုသူတို့ထည့်ပြီးတော့မှဒီရဲ့လုံနီးထုံးစံကတဘာဝတရားကြီးကိုတန့်စင်ပေးတယ်လို့ယုံကြည်ပြီးတော့မှသူတို့ဒီနီးလန်းကိုအသုံးပြုကြတာပေါ့ပြီးတော့ဒီရဲ့ဖြစ်စဉ်ကိုအလောင်းကိုတဘာဝအတိုင်းဆွတ်ပြခြင်း Incarnation လို့ခေါ်ပါတယ်အိန္ဒိယနိုင်ငံပါစီမြို့မှာရှိတဲ့လူနည်းစုကတော့ဒီရဲ့ထုံနှန်းစင်လာကိုဆက်လက်ပြီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်